ဆောက်လုပ်ရေးအင်ဂျင်နီယာတွေထပ်တောင်မှအိမ်ဆောက်ရာတွင်ကျွမ်းကျင်တဲ့စာဘူးတောင်ငှက်လေးတွေအကြောင်းကိုဒီဗီဒီယိုတွင်ပြောပြပေးသွားမှာပါတရိစံလောကမှာကောင်မလေးကိုရည်စားစကားပြောဖို့ပဲအင်းရင်ဆောက်ပြရတဲ့ငှက်ရှိတယ်ဆိုတာသင်သိပါသလားအဲ့ဒါကတော့ကမ္ဘာပေါ်မှာအတော်ဆုံးဘိတုကပညာရှင်လေးတွေဖြစ်တဲ့စာဘူးတောင်ငှက်တွေပဲဖြစ်ပါတယ်ဒီငှက်ဖိုးလေးတွေဟာအချစ်ရေးမှာအရန်ကိုခက်ခဲပါတယ်ကောင်မလေးကိုဆွဲဆောင်နိုင်ဖို့ပဲမြက်ပင်လေးတွေတိရွက်လေးတွေကိုတုံပြီးအရန်လှပတဲ့အတိုက်တစ်ခုကိုရက်လို့ရပါတယ်ကောင်မလေးကလာစစ်ဆေးလို့သဘောမကျဘူးဆိုရင်အဲ့ဒီအတိုက်ကိုဖြုတ်ချပစ်လိုက်ပြီးကောင်လေးကအစကနေပြန်ဆောက်လာပါတယ်သူတို့ကို Weaver ရက်ကန်းရက်သူလို့ခေါ်တာအကြောင်းရှိပါတယ်ဒီအတိုက်တစ်ခုဖြက်လောက်ဟိုအတွက်ငှက်ဖိုးလေးတွေဟာမြက်ပင်ပေါင်း1000ကျော်ကိုအသုံးပြုပြီးထုံးဖွဲ့ရက်လို့ရတာပါအထဲမှာဆိုရင်လေမိုးရီမဝင်အောင်နေပူရန်ခံနိုင်အောင်အထူးစီစဉ်ထားပါတယ်နောက်ထပ်အယမ်းမိုက်တဲ့အချက်ကတော့သူတို့ရဲ့လုံခြုံရေးစနစ်ပါအသက်ရဲ့ဝင်ပေါက်ကိုအောက်ဖက်မှာထားလိရှိပါတယ်ဒါဟာမွေတွေစွန်တွေလူရန်သူတွေအလွယ်တကူဝင်မလာနိုင်အောင်ကာကွယ်ထားတဲ့သူတို့ရဲ့ပါရမီပါပဲအာဖရိကကတချို့ဝီဗာငှက်မျိုးစိတ်တွေဆိုရင်တစ်ပင်ကြီးတွေပေါ်မှာငှက်ကောင်ရီယာနဲ့ချီနေထိုင်နိုင်တဲ့ကွန်ဒိုတိုက်ခန်းလိုအတိုက်ကြီးတွေကိုစုပေါင်းဆောက်လုပ်နေကြပါတယ်အဲ့ဒီအတိုက်ကြီးတွေဟာနှစ်တဟာကျော်အထိတောင်ခံနိုင်ရရှိကြပါတယ်ကဲကောင်မလေးအတွက်အိမ်ဆောက်ပြရတဲ့စာဘူးတောင်ငှက်ဖိုးလေးတွေရဲ့ဘဝကိုတင့်ဘလို့မြင်လဲလူတွေထက်တောင်အင်ယာစီမံကိန်းချွမ်းကျင်နေလားဆိုတာ comment မှာဝင်ရေးခဲ့ပါအောင်နော်ဒီလိုဘ ഹു တုတတွေအတွက် follow လုပ်ထားဖို့မမေ့နဲ့နော်